Hello, content creator kitchen double map below content go create your mind. But the opinion is not the video guide is for you. So the name Maro Suga January la Loluya make content idea lady go to the sense that jam blog the picture by but a mouse on no new year piece wrong how such how new year new me so any cognate is really a teen how such how good get can make good get Loluya and make realistic good chai content new year. Now the cool January playlist loaded content. ဒါကြတော့အခု2026ရေကျွန်တော်ဝိုင်လာအစမှာအကုန်လုံးကကိုဒီလာတလာလုံးအတွက်ကို changes လုပ်တော့မယ် music တွေက motivate ဖြစ်စေမယ့် music တွေfresh ဖြစ်စေမယ့် sound တွေဒါတွေအကုန်လုံးကိုခွေ playlist လုပ်နေပြီဆိုတော့ content တွေခွေလို့ရတယ်ပြီးတော့ vision book content မှာနော်2026မှာကိုယ့်ရဲ့ကိုယ်ရပါပဲလေအဲ့ဒါကိုကိုက Pinterest ကနေပြီးတော့ကိုဖြစ်ချင်တဲ့ကိုယ်တွေကိုတက်ပုံထုတ်ပြီးတော့အဲ့လို cutting ချက်ပြီးတော့ post လုပ်ပြီးတော့နေရာမှာ cut တဲ့ content ရိုက်လို့ရတယ်ပြီးတော့ digital ပေါ့နော် Pinterest ကနေပြီးတော့ကိုဖြစ်ချင်တဲ့ကိုယ်ပုံတွေကို Canva ထဲထည့်ပြီးတော့design ဆွဲပြီးတော့ငိုးပါထားတာအဲ့လို content မျိုးရိုက်လို့ရတယ်နောက်တစ်ခုကကြာ trying new thing challenge ပေါ့နော်ဒါကကြာတော့ကိုတခါမှမလုပ်ကြည့်ဘူးတဲ့အရာဆန်းလုပ်ကြည့် content တွေရိုက်လို့ရတယ်ပေါ့နော်ဥပမာဆိုရင်အိမ်မှာဆိုရင်လည်းတခါမှမချက်ကြည့်ဘူးတဲ့ food recipe meal တစ်ခုကိုချက်ကြည့်ရအောင်ပြီးတော့တခါမှအဲ့လိုမ join ကြည့်ဘူးတဲ့ TikTok dance တစ်ခုကိုကကြည့်ရအောင်ဥပမာဆိုရင်လည်းပထမဆုံးကို view ရိုက်တာ what not ပါဒါပေမဲ့တခါမှ sam ရိုက်ကြည့်ဘူးတဲ့ဆိုရင်လည်းဒီလိုမျိုး video ကိုရိုက်တဲ့ content တွေလုပ်ကြည့်လို့ရပါတယ်self care blog တော်တော်များများကနှစ်တယောက်ပြီဆိုရင်ကိုယ့်ရဲ့ version ကို update လုပ်ချင်ကြတဲ့စိတ်ကလေးရှိကြရပါတော့အဲ့တော့ကိုချစ်ကြတဲ့အဲ့အတွက်ကြောင့် body changes လုပ်ချင်ကြတဲ့အဲ့ဆိုရင် gym သွားတဲ့ blog လုပ်လို့ရတယ် e-mining ဆိုလည်း workout လုပ်တဲ့ blog တွေskin care လုပ်တဲ့ blog တွေဒီလို blog တွေ content လုပ်လို့ရတယ်ပေါ့နော်ပြီးတော့ productive day in my life content ပေါ့နော်ဒါကကြတော့ဒီ video မှာဆိုရင်ကိုယ့်တနေ့တာလုံးမှာကိုက active ဖြစ်နေတယ်ကိုယ့်တနေ့တာလုံးကကိုကကြည့်ရသူကဒီ video တစ်ခုလုံးမှာကြည့်ရသူရဲ့ feeling ကအရန်ကိုပျော်ရဲအားကြရဲအဲ့လိုမျိုးကိုတနေ့တာသူတို့အတွက်ပို့ပြီးတော့အတူယူရဲကောင်းပြီးတော့ motive ဖြစ်စေတဲ့အရာပေါ့နော်အဲ့တော့ productive day in my life content ဒီလို lifestyle content တွေလည်း create လို့ရပါတယ်နောက်ဆုံးကတော့ new fashion တွေစမ်းထိုင်းကြည့်ရ content တွေပေါ့နော်ဒါကကြတော့ဒီခုနှစ်အပြောင်းလဲလေးဖြစ်ပြီးဒါပေမဲ့ကိုနဲ့ like တယ်ထင်တယ်ဒါပေမဲ့ sam try ကြည့်ဘူးတဲ့ fashion design တွေကိုနဲ့မ like ဘူးထင်တဲ့ fashion design တွေကိုစမ်း try ကြည့်ရ challenge content တွေပေါ့နော်ဒါကြီးလုပ်လို့ရပါတယ်ဒါကတော့စစ်စင်သားမိရဲ့ content idea လေးပဲဖြစ်ပါတယ်စုကိုလည်းဒီလို content creator အနေနဲ့လည်းလက်ရှိလုပ်ကိုင်နေဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်ဒီထက်ပိုပြီးတော့အားလုံးအတွက်အသုံးဝင်စေမယ့် content လေးတွေလည်းတင်ပြပေးဖို့ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ် bye bye